ဒီလိုမျိုးအုံးဝင်တအိတ်ကို1000ဒီလိုမျိုးတစ်ခွာဆိုင်တယ်22ပြီအုံးဝင်အိတ်တအိတ်ကိုကျွန်တော်1000နဲ့ရောင်းပါတယ်ကျွန်တော်အုံးဝင်တွေကဘာလို့အဲ့လိုဈေးကြီးပေးဝယ်ရလဲတစ်ခွာတစ်စင်ချစ်တဲ့လူတွေရောသိကြမယ်ဗျအုံးဝင်တွေကိုတစ်ခွာတစ်စင်မှာစိုက်တဲ့အခါကျွန်တော်တို့ကအုံးဝင်အနှုတ်ကိုတုံးလို့မရဘူးအုံးဝင်အရင်တေချာ quality ကောင်းတဲ့အသားထူတဲ့အုံးဝင်တွေတုံးပြပြီးတော့ဒီလိုမျိုးတစ်ခွာချင်းနေနဲ့တစ်ခွာတစ်စင်စိုက်တဲ့နေရာမှာတုံးပြတယ်ဒါမျိုးတအိတ်ပေါ့နော်ဒီတရင်ခွဲတော့နည်းနည်းတော့လျှော့မယ်ဗျ22ပြီအိတ်လို့ပဲကျွန်တော်တို့ခေါ်တာပေါ့ဒီကောင်ဆိုရင်တော့တအိတ်ကို1000ကျပ်နဲ့ရောင်းတယ်2အိတ်တွေပေါင်းနဲ့အိတ်ကြီးတွေပေါ့နော်နယ်သမားတွေဆိုတာ2000ပါဒီကောင်ကကျွန်တော်တို့ဒါ8လက်မှတ်အိုးဆိုရင်2ခု3ခုလောက်ထည့်ရပြီပေါ့နော်အကျန်းင်းပြောမယ်ဗျ6လက်မှတ်အိုးဆိုရင်အိုး30ရမယ်4လက်မှတ်အိုးဆိုရင်တော့ဟောလောက်ရှိမယ်4လက်မှတ်အိုးဆိုအိုး60နီးပါးလောက်ရမယ်နော်ဒီတအိတ်ကိုပေါ့နော်အိတ်ကြီးလို့ချင်းလည်းအိတ်ကြီး2အိတ်တွေပေါင်းနေရတယ်ဒီမှာ quality ကတော့ပင်းရွှေတို့အဆင်ပြေတဲ့အတိုင်းကျွန်တော်ဒီလိုတေချာကြိတ်ဆက်နဲ့ကြိတ်ပြီးဆက်နဲ့ဖြတ်ပေးထားဖြစ်တဲ့ကြောင့်မလို့မိတ်ဆွေဟိုစိတ်ချယုံကြည်သွားဝယ်အပေးလို့ရတယ်ဖိုင်ဘာနံပါတ်06264386ဒီလိုအိတ်မျိုးတိတ်ကို1000ကျပ်ပါနော်စိမ်းနေမှာဝယ်ရရှိနိုင်ပါတယ်ပစ္စည်းအောင်ငွေချီရန်ကုန်လူတွေရမယ်နယ်တွေကိုဂိတ်တင်ပြီးနော်ဂိတ်ချကနေကားကြပါမယ်အားလုံးကျေးဇူးပါ